တနေ့ကျတော့ဆိုလိုမွန်မင်းကြီးရဲ့လက်အောက်မှာအမျိုးသမီး2ယောက်အိမ်ထဲမှာနေပြီးတော့မှသူတို့ကလေးမျိုးကြတယ်ပထမတစ်ယောက်ကဒီနေ့လူမျိုးတယ်နောက်3ရက်ကြာတဲ့ခါမှာနောက်တစ်ယောက်ကလည်းကလေးမွေးတယ်သားလေးတွေမွေးကြတယ်ညအဲ့ဒီခါမှာတစ်ယောက်ကသူမိခင်ကြီးကဖိပြီးတော့မှတည်သွားတယ်သူကလေးတည်တဲ့ဟာကိုဟိုဖေမိခင်ကြီးကိုပို့ဟိုဖေကကလေးအသက်ရှင်တာကိုသူယူပြီးတော့မှတွေ့ချင်ကြတယ်မထားတယ်နိုးလာတဲ့ခါမှာဟိုမိခင်တွေကသူ့တို့ကလေးရှာတဲ့ခါမှာအဲ့ဒီမိခင်သူ့ကလေးတည်နေတာဟာကြည့်လိုက်တော့ငါကလေးမဟုတ်ဘူးငါကလေးမဟုတ်ဘဲနဲ့ဘာလို့ရောက်နေလဲဆိုတော့သူကလေးကဟောဖက်လူရှိမှရောက်နေတယ်အဲ့ဒါနဲ့သူတို့ကတရားဆွေးကြတယ်တရားဆွေးတဲ့အခါမှာဘယ်သူမှမဖြစ်ရှင်းပေးနိုင်ဘူးပြီးတော့မလုပ်ပေးတဲ့အခါမှာဆိုလိုမွန်မင်းကြီးဘီရင်ရှိမှသူတို့ရောက်လာခေါ်လာတယ်သူတို့ကအဲ့ဒီမှာသူတို့ရှိမှငင်းပေါ်ဒါငါကလေးဖြစ်တော့သူကလေးတည်တယ်အဲ့လိုနဲ့ငင်းပေါ်တဲ့အခါမှာဆိုလိုမွန်မင်းကြီးကဘုရားပေးတဲ့ဉာဏ်ပညာနဲ့ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒါယူခဲ့တဲ့အဲ့ဒီကလေးကိုနှစ်ပိုင်းပြီးရင်ရောက်တော့ပဲရှိယူစေလို့မိပေးလိုက်တယ်မိခင်အစစ်မှန်ဖြစ်တော်သူကဘရင်ကြီးကိုဒူးထောက်ပြီးတော့မှငိုကြွေးပြီးတော့မှကိုတော့ကလေးကိုမတတ်ပါနဲ့အဲ့ဒီကလေးကိုဒီအမျိုးသမီးကိုပေးလိုက်ပါဆိုပြီးတော့မှတကယ်ပဲသူ့ရဲ့ကလေးကိုကြည့်ပြီးတော့မှလုံးဝသူ့ကလေးတေဖို့ကိုသူကအမမြင်ရေးတဲ့ခါမှာပေါ့နော်သူကလုံးဝအဲ့ဒီကလေးကိုပေးအဲ့ဒီအမျိုးသမီးကိုပေးလိုက်ပါတဲ့ဟိုပေးအမျိုးသမီးကဘာပြောလဲဆိုလို့ရှိရင်ရတယ်တဲ့ဖြတ်လိုက်တဲ့တောက်တောက်စီယူမယ်တဲ့အဲ့ဒါနဲ့ဆိုလိုမင်းကြီးကဘာတိလိုက်လဲဆိုတော့မိခင်အရင်ကသူ့ကလေးနဲ့ပတ်သက်လာရင်အသက်နဲ့ပတ်သက်လာရင်ဘာမဆိုသူထောင်ချမလားကြိုက်တယ်လို့သူတရားစီရင်စေကလေးအသက်ကိုမထိပါနဲ့ဒါဆိုရင်အဲ့ဒီကလေးရဲ့မိခင်အမှန်ကအဲ့ဒီသူဖြစ်တယ်သူပြလိုက်ဆိုပြီးတော့မှပြလိုက်တာဖြစ်တယ်ဘာပြောချင်လဲဆိုလို့ရှိရင်အရင်သားသမီးတော့မိခင်ကိုမွေးတဲ့အသွေးနဲ့ရင်မွေးတဲ့မိခင်ကြီးအစစ်မှန်ကပေါ်လာတာဖြစ်တယ်အဲ့ဒီမှာသားသမီးကြားထဲမှာဘာကစကားပြောလဲဆိုရင် blood အသွေးကစကားပြောတာဖြစ်တယ်ကြောင့်ဒီနေ့တင်းနဲ့အကျွန်ုပ်ကိုလေဘုရားသခင်ကဘာကြောင့်အဲ့လောက်ချစ်တယ်လဲဆိုလို့ရှိရင်အသွေးတော်နဲ့ရွေးထားတဲ့သူတွေဖြစ်တော်ဆောင်ဖြစ်တယ်လက်ခုပ်တီးဖျားဆင်ခြင်းမရယေရှုဖခင်ကကျွန်တော်တို့ကိုကယ်တင်တာသူ့တကိုးတော်နဲ့မကယ်တင်ဘူးသူ့ရဲ့နှုတ်နဲ့မဟုတ်ဘူးသူခန္ဓာကိုယ်ဆင်းကြွပြီးတော့မှလဝါကားတိုင်းမှာအသွေးများစွာတွန်းပြီးတော့မှတင်းနဲ့ကျွန်ုပ်ကိုဝိညာဉ်မှာမွေးဖွားပေးလိုက်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်းနဲ့ကျွန်ုပ်ဒီဖခင်သခင်ရဲ့တာသမီးတွေစစ်တယ်ဖြစ်တယ်အဲ့တော့ကျွန်တော်ဘလောက်ပဲလေးလဲနော်ဒီခါလေလူဖြစ်တဲ့ခါမှာလောကမှာတက်ရှင်တဲ့ခါမှာကျွန်တော်ချော်လေးတတ်တယ်ဒါပေမဲ့ဖခင်ကအဲ့ဒီပုံကိုတုံ့ပြန်ပြီးတော့မှငါတို့ကိုဘယ်တော့မှဒါမခံဘူးအဲ့ဒီပုံမှာငါတို့ကိုချီးပြီးတော့မှငါတို့ကိုစွန့်မပြစ်ဘူးခုနကျမ်းစာပြောထားတယ်နော်မိခင်ကလေးကိုဆွင့်ငါကဘယ်တော့မှမစွန့်ဘူးတင်းတို့ရဲ့ကောင်းခြင်းမကောင်းခြင်းပုံမှာကြည့်ပြီးတော့မှငါကတင်းတို့ကိုအလုပ်လုပ်တဲ့ဖခင်မဟုတ်ငါကတင်းတို့တွေငါရဲ့အသွေးတော်နဲ့ရွေးထားတဲ့သူတွေဖြစ်တယ်ဟာလေလုယာကေတင်ချင်းယေရှုခရစ်တော်လှုပ်ပေးတဲ့ရုပ်တင်ကောင်းနားလေတဲ့ဘောပေါက်ရင်ခရစ်တော်ရဲ့အသွေးတော်ကတင့်အတွက်ဖြစ်တယ်လို့တင်တကယ်ပဲနားလေတဲ့ဘောပေါက်ရင်ယေရှုကိုတင်ငင်းလို့မရဘူးယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့မွေးဖွားတဲ့သူဟုတ်လားမဟုတ်လားဘုရားခင်အဲ့ဒါပဲစိတ်ဝင်စားတာဖြစ်တယ်ခရစ်တော်အသွေးနဲ့မွေးဖွားတဲ့သူဖြစ်ရင်ကျွန်တော်နာမည်ကိုကောင်းကင်စီမှာရေးထားတယ်ဘုရားခင်တာသမီးအဖြစ်ဘုရားခင်အတိအမှပြုလို့တာဖြစ်တယ်ဒါကြောင့်ဒီနေ့တက်တဖန်နော်ဒီမိခင်များနေမှာနော်ကျွန်တော်ရဲ့မိခင်ကဖခင်ကရေကျွန်တော်ရဲ့မိခင်ဖြစ်တယ်ကျွန်တော်ရဲ့ဖခင်မိခင်ကကျွန်တော်ကိုကယ်တင်တဲ့ယေရှုဖြစ်တယ်ဟာလေလုယာကျွန်တော်ဟာအသွေးတော်နဲ့ဆိုင်တဲ့သူတစ်ယောက်ဖြစ်တယ်ယေရှုဖခင်အသွေးတော်နဲ့ကျွန်တော်ကိုမွေးဖွားတယ်ကျွန်တော်ကိုဝိညာဉ်ထဲမှာလူတစ်ဖြစ်စေတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီအရာကဘယ်သူမှဖြစ်စေလို့မရဘူးဘာကြောင့်လဲခရစ်တော်အသွေးတော်ကကျွန်တော်အတွက်ဖြစ်တယ်ကျွန်တော်ကမတန်ရှင်းတော်သူမဖြောက်မတော်သူချင်းချင်းထဲမှာရှိတော်သူဖြစ်တယ်ဒါပေမဲ့ယေရှုအသွေးတော်အဖြစ်နေ့ကျွန်တော်ဓမ္မဒီနော်ဘုရားသခင်ရဲ့နိုင်ငံတော် kingdom ဘုရားသခင်နိုင်ငံတော်ထဲမှာမွေးဖွားတဲ့လူတစ်တယောက်ဖြစ်တယ်ဟာလေလုယာဆိုကလေးတွေစဉ်းစားကြည့်ဘိုက်ထဲမှာနေတဲ့အခါတန်နဲ့မတန်ရှင်းဘူးလုံးဝအဆင်ပြေဘူးဒါပေမဲ့မွေးဖွားလာတဲ့အခါမှာသူတို့ကနောက်ဘဝတစ်ခုတည်းကိုဝင်လာတာဖြစ်တယ်လူတစ်ဖြစ်နေမွေးဖွားလာပြီးတော့မှအဲ့မှာခန္ဓာကိုယ်မှာဆေးကြောရတဲ့ဝတ်စားတဲ့စင်တော့တန်ရှင်းလို့ရတဲ့လူတစ်လောကရဲ့လူတယောက်ဖြစ်နေလောကမှာကဲပဲမွေးဖွားတဲ့သူဖြစ်တယ်ထိုနည်း၎င်းပဲဝိညာဉ်မှာလေဒီနေ့ဒီနေ့ကျွန်တော်ယေရှုခရစ်တော်ရဲ့လဝါကားထဲမှာအသွေးသွင်းခြင်းငါရဲ့အပြစ်တွေငါရဲ့မတန်ရှင်းတဲ့ရမဖြောင့်မတ်တဲ့ရချင်းချင်းတို့အမင်းလားအားလုံးအသွေးတွေကဆေးကြောပြီးပြီလို့သင်ယုံကြည်လက်ခံရင်သင်ဟာဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာဝိညာဉ်လောကထဲမှာမွေးဖွားသောလူတစ်ယောက်ဖြစ်တယ်လက်ခုပ်တီးတဲ့ဖျားဆင်ခြင်းမရအောင်ဘုရားကိုဒီချိန်ကမှာဘုရားကိုအောက်မေ့ဖို့ဖြစ်တယ်အာမင်ဘုရားကိုယေရှုတင်ဖို့ဖြစ်တယ်ကိုရောငါနဲ့ငါမိသားစုတွေကိုတို့အသွေးတော်ကလုံလောက်တယ်အသွေးတော်အဖြစ်ဆေးကြောပြီးတော့မှဒီနေ့ကိုတို့ကိုတိခွင့်ရတဲ့အတွက်ကိုတို့ကိုကိုးကွယ်ခွင့်ရတဲ့အတွက်ယေရှုတင်လိုက်တာကိုတို့ကိုအောက်မေ့ဖို့
ဖြစ်တယ်ဟာလေလုယာကိုတော့ယေရှုတင်ရမယ်နေရဖြစ်တယ်